ရှင် မင်္ဂလာပါ အခုလိုပေါ့နော်စီမံခန့်ခွဲမှုပိုင်းနဲ့ marketing ဆိုင်ရာဆီမီနာပွဲကိုပါဝင်ဖြစ်ခဲ့တဲ့ဒီမဆန်လေးရဲ့အဓိကရွေးချက်ကိုအရင်ဆုံးသိပြရစီရှင် ဟုတ်အဓိကရည်ရွယ်ချက်ကတော့ဒီမိဘ college မှာတက်နေတဲ့ကျောင်းသူကျောင်းသားတွေရှိတယ်နောက်ဒီ seminar မှာ join ကြမဲ့ကျောင်းသားမိဘတွေရှိတယ်လုပ်ငန်းရှင်တွေရှိတယ်ပေါ့နော်သူတို့တွေအတွက် networking နဲ့ပတ်သက်တဲ့ကိုယ့်ရဲ့အတွေ့အကြုံတွေပေါ့အခြေခံပြီးတော့ရလာတဲ့ knowledge လေးတွေသိသိသိလိုက်တာလေးတွေပေါ့နော်အဲ့ဒါလေးကို sharing လုပ်ပေးချင်လို့ပါပြီးတော့ပေါ့နော်အမကဒီ road track club မှာရောဒီလူမှုအကျိုးပြုလုပ်ငန်းတွေမှာပါလူငယ်တွေဦးဆောင်နေတာဆိုတော့ပေါ့နော်ဒီအခုခေတ်အပြောင်းအလဲအတွေ့အကြုံတွေကြားထဲမှာရင်ဆိုင်နေရတဲ့မန္တလေးကလူငယ်တွေအတွက်ဘယ်လိုခွန်အားမျိုးတွေရောပေးချင်လဲလို့ဆိုတာဟုတ်အမတို့ road track club ကအများအပြားဒီ18 to 30 age တွေပေါ့နော်16ကနေ30ကြားလူငယ်တွေများတယ်over 30တွေလည်းပါတယ်ဒါပေမဲ့လူငယ်တွေများတာပေါ့နော်ဒီ road track club ကိုဦးဆောင်ပြီးတော့ပရဟိတလုပ်ငန်းတွေလူမှုအကျိုးပြုတွေလုပ်ရတဲ့အကြောင်းရင်းကလူငယ်တွေကိုနံပါတ်1ကတော့ပရဟိတစိတ်တဲ့အခြေခံရှိစေခြင်းနဲ့မြင့်တက်စေခြင်းနဲ့နောက်တစ်ခါ networking တွေရစေခြင်းနဲ့ဒီ international ဖွဲ့စည်းဖြစ်တဲ့ Rotary Road Track တွေကနေတဆင့်သူတို့အတွက်လိုအပ်တဲ့ networking တွေအခြားသော scholarship program တွေနောက် education နဲ့ပတ်သက်တာနောက်တစ်ခါအလုံးနဲ့ပတ်သက်တဲ့ chance တွေဒါတွေကိုရစေခြင်းလို့ပါအဲ့တော့အမတို့ road track member တွေလည်းမဟုတ်ဖ ೇನೆ အမကတော့အမလက်လန်းမိသလောက်ပေါ့နော်ဒီလူငယ်တွေအထူးသဖြင့်မန္တလေးရပေါ့နော်တချို့တွေကြတော့ဒီငလင်နောက်ပိုင်းမှာအများကြီးထိခိုက်ခံစားခဲ့ရတာတွေရှိတယ်ရှေ့ဆက်ရမယ့်လမ်းပြောင်းဆုံးနေတာတွေရှိတယ်ဒါတွေအတွက်ကိုတက်နိုင်တဲ့ဖိမကူညီစောင့်ရှောက်တာမျိုးအမတို့လက်ကမ်းပေးတာမျိုးနောက်ကိုမတက်နိုင်တဲ့အပိုင်းတွေမှာချိတ်ဆက်ပေးတာမျိုးဒါတွေကိုအမတို့တက်နိုင်တဲ့လောက်လုပ်နေတယ်ပေါ့နော်ရှေ့လျှောက်လည်းလုပ်ပေးသွားမှာပါဒီနည်းနဲ့တော့သူတို့ကိုအတက်နိုင်ဆုံးခွန်အားပေးဖို့ဟုတ်ကြိုးစားနေပါတယ်ပြီးတော့ပေါ့နော်မဆန်ဒီဒီနေ့ဆွေးနွေးမယ် networking ရဲ့ relationship building อ่ะပေါ့နော်ဒီခေတ်လူငယ်တွေအတွက်ဘာကြောင့်ဒီလောက်ထိအရေးကြီးရလဲပြီးတော့ပေါ့နော်အခုလိုယင်းနှိမ့်မြုံနယ်မှုမှာပေါ့နော်အများကြီးမတုံးနိုင်ဘူးလေလူငယ်တွေတယောက်နေနေပေါ့နော်ဒီ networking ကောင်းတစ်ခုကိုဘယ်လိုစတင်ပြီးတော့ချိတ်ဆက်တင်နေဆိုတော့လည်းသိချင်ပါတယ်ရှင်ဟုတ် networking ကဘာကြောင့်အရေးကြီးတယ်လဲဆိုတော့ဒီနေ့ခေတ်မှာလူတွေကသူတို့ type 2မျိုးဖြစ်လာပါတော့networking အကြောင်းကိုသိပြီးတော့ networking နဲ့ပတ်သက်ပြီးတေချာလှုပ်ရှားနေတဲ့လူငယ်တွေရဲ့တချို့တွေကကြတော့ကိုယ့်ရဲ့ပညာရှိရင်ရပြီကိုယ့်ရဲ့ဒီ education လမ်းကြောင်းတစ်ခုရှိရင်ရပြီ networking ကိုအရေးပါတယ်လို့မထင်တဲ့လူငယ်တွေရှိတယ်တချို့လူကြီးတွေမှာတောင်ရှိတယ်ပေါ့နော်အဲ့အတွက်ကြောင့်မို့လို့ networking ဒီဘလောက်အရေးပါကြောင်းnetworking နဲ့ပတ်သက်လို့ရှိရင်ဘယ်လိုလေ့လာပြီးကိုယ့်ကိုတိုးတက်အောင်လုပ်သင့်ကြောင်းဒါတွေကိုအမဒီနေ့ share လုပ်ပေးသွားမှာပေါ့နော်ဒါကတော့အသေးစိတ်ကတော့အမတို့ seminar မှာပါပါတယ်နောက်တစ်ခါဒီယင်းနှိမ့်မြုံနှံမှုအတွက်ဆိုလို့ရှိရင်အမတို့ networking ဒီလို network ဆိုတဲ့ဒီချိတ်ဆက်တဲ့အဖွဲ့အစည်းတွေကနေတစ်ဆင့်ပတ်စံရှိတယ်ငွေရှိတယ်ယင်းနှိမ့်မြုံနှံနိုင်တယ်ကိုယ်တိုင်လုပ်ငန်းမလုပ်နိုင်ဘူးနောက်တစ်ခါအရေးချင်းရှိတဲ့လူငယ်တွေကိုမြေတောင်မြောက်ပေးခြင်းနဲ့နောက်ဒီအခွင့်အရေးပေးခြင်းနဲ့နောက်ကနေယင်းနှိမ့်မြုံနှံပေးခြင်းနဲ့ရှေ့ကနေလူငယ်တွေက run ဒါမျိုးအခွင့်အရေးပေးခြင်းနဲ့လူကြီးတွေအများကြီးရှိတယ်လူငယ်အချင်းချင်းမှာတောင်မှပဲရှေ့မထွက်ချင်ဘူးလုပ်ငန်းမလုပ်ချင်ဘူးသူတို့ရဲ့ပိုင်ဆိုင်မှုတစ်ခုရှိတယ်လုပ်ငန်းတစ်ခုအနေနဲ့အကောင့်ထဲပေါ်ပေးမဲ့သူတွေလိုအပ်တယ်ဒါမျိုးလူတွေအများကြီးရှိတယ်ဒါတွေကဒီ network ထဲမှာရှိနေမှဒါလည်းအချင်းချင်းချိတ်ဆက်မိမှာဖြစ်တယ်အဲဒါကြောင့်မို့လို့ကိုယ်တိုင်ကလုပ်ငန်းတစ်ခုတည်ထောင်ခြင်းနဲ့သို့မဟုတ်လို့ရှိရင်လုပ်ငန်းလုပ်ခြင်းနဲ့ယင်းနှိမ့်မြုံနှံဖို့အတွက်ကိုယ်မှာခြေနေတစ်ခုမရှိဘူးဆိုလို့ရှိရင်ဒီ network ထဲကနေရှာမှပဲရခုလိုဖြစ်ကြပြီးတော့ကျေးဇူးတင်ပါတယ်ရှင်ဟုတ်ကျေးဇူးတင်ပါတယ်ဟုတ်